တထေးသားလေးဟာလေလံတင်ခံနေရတဲ့ရေသူမလေးကိုကယ်တင်ဖို့ဒေါ်လာတန်း900အကုန်ခံပြီးဝယ်ယူခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးရေသူမလေးဟာသူ့အပေါ်အချစ်သက်ဝင်သွားခဲ့တာပါ15နှစ်ကြာတဲ့အခါမှာတော့ကောင်လေးရဲ့မိသားစုဟာစီးပွားပြက်ကတ်နဲ့ရင်ဆိုင်ရပါတော့တယ်။ကျေးဇူးဆက်ချင်တဲ့ရေသူမလေးဟာသူမရဲ့မိခင်စီမှာအကူအညီတောင်းခံခဲ့ပါတယ်။ပင်လယ်ဘရင်ကကောင်လေးတို့မိသားစုပိုင်တဲ့ငါးဖမ်းကွက်တွေမှာငါးတွေအမြဲရှံပေးနေအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့စီကံချက်တစ်ခုတော့ရှိခဲ့ပါတယ်။အဲ့ဒါကတော့ကောင်လေးဟာသူ့သမီးနဲ့လက်ထပ်ရမယ်ဆိုတာပါပဲ။ကောင်လေးရဲ့ဖခင်ကသဘောတူလိုက်တဲ့အခါမှာတော့ပင်လယ်ဘရင်ဟာသမီးဖြစ်သူရဲ့လေဘင်းကပါဟတ်တွေကိုပိတ်ပစ်လိုက်ပြီးအမီးကိုလည်းလူသားခြေထောက်တွေအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ဒါပေမဲ့ကုန်းပေါ်ရောက်ရင်ဘယ်တော့မှငိုကြွေးခြင်းမပြုဖို့အကယ်၍3ချိန်ထပ်ပိုးပြီးငိုခဲ့ရင်ခန္ဓာကိုယ်ဟာရေမြုပ်အဖြစ်ပြောင်းလဲသွားမယ်လို့သတိပေးလိုက်ပါတယ်။ရေသူမလေးကတော့သူမကိုသူမပျော်ရွှင်အောင်နေပါမယ်လို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့လက်ထပ်ပြီးတဲ့အခါမှာတော့သူမချစ်ရတဲ့သူကသူမကိုအယမ်းမုန်းတီးနေတာကိုသိလိုက်ရပါတယ်။အကြောင်းကတော့သူ့ဖခင်ဟာရေသူမလေးနဲ့လက်ထပ်ပေးဖို့အတွက်သူ့ရဲ့ရေဦးသူကိုနိုင်ငံခြားကိုအတင်းအာရမပို့ဆောင်ခဲ့လို့ပါပဲ။အဖေဖြစ်သူဆုံးပါသွားတဲ့အခါမှာတော့သူဟာအဲ့ဒီချစ်သူဟောင်းကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးမှာကလေးတစ်ယောက်ရှိနေပြီဖြစ်ပေမဲ့သူကတော့အချစ်မပြတ်ခဲ့ပါဘူး။သူတို့နှစ်ယောက်ပျော်ရွှင်နေတာကိုမြင်လိုက်ရတဲ့ရေသူမလေးဟာဝမ်းနည်းလွန်းလို့ပထမဆုံးမျက်ရည်ကိုကျဆင်းခဲ့ပါတယ်။အဲ့ဒီမျက်ရည်ဟာချက်ချင်းပဲပလဲလုံးလေးအဖြစ်ပြောင်းလဲသွားခဲ့တာပါဒီမြင်ကွင်းကိုရေဦးသူဖြစ်သူကမြင်သွားပြီးရေသူမတွေရဲ့မျက်ရည်ကသာပလဲဖြစ်နိုင်နေဆိုတာသူမသိနေခဲ့ပါတယ်ရေသူမလေးဟာသူမရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့နားကတ်တစ်ဖက်ကိုဖြုတ်လိုက်ပြီးနားကတ်ကပလဲပြုတ်ကျတာပါလို့လိန်ညာခဲ့ပါတယ်ဒါပေမဲ့ရေသူမဟုတ်မဟုတ်စမ်းသက်ချင်နေတဲ့ရေဦးသူကကောင်လေးကိုအတင်းခိုင်းပြီးပလဲကိုလူယူခိုင်းပါတယ်ပလဲရဲ့အရေးသွေးကိုစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ဒါဟာရေသူမမျက်ရည်ဆိုတာသူမအတီးပြုတ်နိုင်သွားပါပြီဒါကြောင့်ပလဲကိုလွှင့်ပစ်လိုက်ပြီးရေသူမလေးရဲ့မျက်ရည်တွေကတန်ဖိုးမရှိဘူးလို့လှောင်ပြောင်ခဲ့ပါတယ်ရေသူမလေးရဲ့သမီးဖြစ်သူကစိတ်ဆိုးသွားပြီးဒီမိန်းမကမိန်းမယုတ်လို့ပြောလိုက်တဲ့အခါမှာတော့ကောင်လေးကဒေါသထွက်ပြီးသားမိနှစ်ယောက်လုံးကိုကိုယ်တော်ထဲမှာပိတ်လှောင်ထားလိုက်ပါတယ်ကောင်လေးရဲ့ရက်စက်မှုကိုမြင်ရတဲ့အခါရေသူမလေးဟာနှလုံးသားကွဲကြေပြီးဒုတိယအကြိမ်မျက်ရည်ကျခဲ့ပြန်ပါတယ်သူမရဲ့ခြေထောက်တွေမှာငါးအကြေးခွန်တွေချက်ချင်းပေါ်လာခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲရေဦးသူဖြစ်သူဟာအောင်နိုင်သူတယောက်လိုဝင်လာပြီးအကြေးခွန်တွေကိုမြင်တဲ့အခါအယမ်းကိုစိတ်လှုပ်ရှားသွားပါတယ်ရေသူမအသားကိုစားရင်ထာဝရအသက်ရှင်နိုင်နေဆိုတဲ့ကောလာဟာလာကိုသူမစမ်းသက်ချင်နေတာပါရေသူမလေးကိုတည်ရင်တောင်နောက်တနေ့တည်အောင်သူမကပြို့ဝှက်ချက်တစ်ခုကိုဖွင့်ပြောလိုက်ပါတယ်အဲ့ဒါကတော့သူမဟာအရင်ကကောင်လေးစီကနေဒေါ်လာ9တန်းယူပြီးအလိုလျောက်ထွက်ခွာသွားခဲ့တာဖြစ်ကြောင်းသူမဟာကောင်လေးကိုဘယ်တော့မှမချစ်ခဲ့ပဲပတ်စံကိုပဲမက်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ကောင်လေးကတော့အပြစ်အလုံးကိုရေသူမလေးပေါ်မှာပဲပုံချနေခဲ့တာပါဒါပေမဲ့မာနကြီးပြီးအနိုင်ကျင့်တတ်တဲ့အဲ့ဒီရေဦးသူမသိလိုက်တာကတော့ကောင်လေးဟာသူတို့နောက်မှာရောက်ရှိနေပြီးစကလုံးတိုင်းကိုကြားသွားခဲ့ပြီဆိုတာပါပဲ